Hello မင်္ဂလာပါ Mr. Kenan Channel နဲ့ကြိုဆိုပါရစေ။ American နိုင်ငံကိုဝင်ရောက်ဖို့အတွက် Green Card ရရှိမဲ့ DV 2026ရဲ့ reset တွေကိုမေလ3ရက်နေ့မြန်မာစံတော်ချိန်ည10:00နာရီခွဲရစပြီးတော့စစ်ဆေးလို့ရနေပြီဖြစ်ပါတယ်။ DV ကိုစစ်ဆေးဖို့အတွက်ဆိုရင်အချက်3ချက်ပဲလိုပါတယ်။မိမိတို့ DV ဖောင်တင်ကြတော့ကရရှိခဲ့တဲ့ confirmation number ရဲ့နာမည်ရဲ့နောက်ဆုံးစလုံးရဲ့မွေးတက်ကြရဲ့3ချက်တည်ရင်ကျွန်တော်တို့ DV reset ကိုစစ်ဆေးလို့ရပြီဖြစ်ပါတယ်။ဆိုတော့ DV reset စစ်ဖို့အတွက် confirmation number ပျောက်သွားသူတွေအတွက်လည်း DV တွေထဲမှာဘယ်လိုရှာရမလဲဆိုတာကိုပြန်ပြီးတော့ပြောပြပေးတော့မှာဖြစ်ပါတယ်။ဆိုတော့ number 1အနေနဲ့ DV ကိုဘယ်လိုစစ်ဆေးမလဲဆိုတာကြည့်ကြအောင်ပါ။ပထမဆုံးကျွန်တော်တို့ comment box မှာပေးထားတဲ့ link ကနေဝင်ရောက်လို့ရပါတယ်။ပြီးရင်ကျွန်တော်တို့ check status ဆိုတာတွေ့ပါလိမ့်မယ်။ပြီးရင်ကျွန်တော်တို့ continueပြီးတာနဲ့ကျွန်တော်ပြောတဲ့အချက်3ချက်ကိုစပြီးတော့ဖြည့်ရတော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော် confirmation number ဖြည့်ပါမယ်နံပါတ်16လုံးရှိပါတယ်ပြီးရင်နာမည်နောက်ဆုံးအလုံးပြီးရင်ကျွန်တော်တို့မွေးသက်ကြဖြည့်ပါမယ် DV တင်ခဲ့တော့ကမွေးသက်ကြဖြည့်ရပါမယ်ပြီးတာနဲ့ကျွန်တော်တို့ကုတ်ရိုက်ထည့်ပါမယ်သူမှဖော်ပြထားတဲ့ကုတ်ကိုပဲမှန်အောင်ရိုက်ထည့်လိုက်ပါပြီးရင် submit လုပ်လိုက်ပါရွေးချယ်ခံရပြီဆိုရင်ကျွန်တော်တို့ you have been remotely selected လို့တွေ့ပါလိမ့်မယ်ပြီးရင်ကျွန်တော်တို့အောက်ဆုံးမှာ case number ပါပါမယ်ဆိုတော့မပေါက်ခဲ့ဘူးဆိုရင် has not been selected ဆိုတာမျိုးပေါ်လာမှာဖြစ်ပါတယ်ဒါကတော့မပေါက်ပါဘူးဆိုတော့ဒါက DV reset စစ်ဖို့အတွက်အလွယ်ဆုံးနည်းပါအချက်3ချက်ပဲလိုပါတယ်ပြီးရင်နံပါတ်1အနေနဲ့ကျွန်တော်တို့ DV စစ်ဖို့အတွက် confirmation number ပျောက်သွားတဲ့သူတွေဘယ်လိုပြန်ရှာရမလဲဆိုတော့ပြောပြပေးတော့ဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့ comment မှာပေးထားတဲ့ link ကို DV စစ်တုံးအတိုင်းဆက်ဝင်ပါပြီးရင် check status ကိုဝင်ပါပြီးရင် continue ဆက်နေပါပြီးတာနဲ့ကျွန်တော် confirmation number ကျွန်တော်ပျောက်သွားပြီဖြစ်တဲ့အတွက် forgot confirmation number ကိုရွေးပါပြီးတာနဲ့ကျွန်တော်ဒီမှာ2026ဆိုတာအမှန်ချစ်ရှိပြီးသားပေါ်လာပါလိမ့်မယ်ဒါက2026 reset ကိုစစ်မှာဖြစ်ပါတယ်ပြီးတာနဲ့ကျွန်တော်တို့ရဲ့မိမိရဲ့နာမည်နောက်ဆုံး family name last name ကိုထည့်ပါပြီးရင် first name ပြီးရင်ကျွန်တော်တို့ middle name ရှိရင်လည်းရှိတယ်နှလုံးလဲဆိုရင်ကျွန်တော်တို့အမှန်ချစ်ရှိပေးလိုက်ပါ no middle name ပါပြီးတာနဲ့ကျွန်တော်တို့ကမွေးသက်ကြကိုဖြည့်ရမှာဖြစ်ပါတယ်ပြီးတာနဲ့ကျွန်တော်တို့ DV လျှောက်တုံးက Gmail ကိုရိုက်ထည့်ရမှာဖြစ်ပါတယ်ပြီးတာနဲ့ကျွန်တော်တို့ကကုတ်ကိုရိုက်ထည့်ပါပြီးရင် submit နှိပ်လိုက်ပါအဲ့ဒီမှာကျွန်တော်နှစ်ချက်ရှိပါတယ်ကိုရိုက်တဲ့အချက်လက်ကမွေးသက်ကြသုံးဖို့ Gmail တစ်ခုခုမှားသွားရဆိုရင်ဒီလိုလာပေါ်ပါလိမ့်မယ် screen မှာကျွန်တော်တို့ပေးတဲ့အချက်လက်ကမှန်သွားပြီဆိုတာနဲ့ confirmation number ကျလာမှာဖြစ်ပါတယ်ဒီနေရာမှာပြီးရင်ကျွန်တော်တို့ပထမတစ်ချက်ကျွန်တော်ပြောပြတဲ့အတိုင်းပဲ DV ကိုပြန်စစ်လို့ရပါပြီ confirmation number ကျလာပြီဆိုတာနဲ့မိမိရဲ့နာမည်နောက်ဆုံးအလုံးရဲ့မွေးသက်ကြရထည့်ပြီးတော့ DV reset ကိုစစ်လို့ရပါတယ်ဒီနေ့ဗီဒီယိုလေးကဒီ DV reset စစ်ဖို့အတွက်အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိအောင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်